ဒီနေ့တော့ကျွန်တော်တို့အားလုံးရဲ့စိတ်ကူးကိုပြောင်းလဲသွားစေမယ့်အကြောင်းအရာလေးတစ်ခုကိုပြောပြခြင်းပါရီခင်ဗျားတို့မြင်နေရတဲ့ဒီတာယာပုံကြီးကိုကြည့်လိုက်ရင်အမိုက်ပုံကြီးတစ်ခုလို့ထင်စရာရှိတယ်မလားဒါပေမဲ့မဟုတ်ဘူးဗျဒါဟာဒီရောက်ကတစ်ခုလုံးမှာအထူးခြားဆုံးနဲ့အမိုက်စားဆုံးအိမ်တစ်လုံးရဲ့အဓိကဆောက်လုပ်ရေးပစ္စည်းတွေပဲဖြစ်ပါရီအမေရိကန်နိုင်ငံတစ်ခုထဲမှာတင်နှစ်စဉ်ဆွန့်ပစ်လိုက်တဲ့ကားတာယာအဟောင်းအရေးအတွက်ကတန်280လောက်ရှိတယ်ဗျဒီတော့ကျွန်တော်တို့ကဒီအမိုက်တွေကိုယတနာအဖြစ်ပြောင်းလဲပစ်လိုက်မယ်တာယာအလုံးရေ2000ကိုအသုံးပြုပြီးတော့စွမ်းအင်ချွေတာနိုင်စွမ်းမြင့်မားတွေလက်ဇရီအိမ်တစ်လုံးဖြစ်ဖန်တီးကြမှာပါကဲအမိုက်ပုံကနေအိမ်ဖြစ်ဘလို့ပြောင်းလဲသွားမလဲဆိုတာကြည့်လိုက်ကြရအောင်ပထမဆုံးအိမ်ဆောက်ဖို့မြေကြီးတူတာဖောင်ဒေးရှင်းချတာတွေကတော့ပုံမှန်အိမ်တွေလိုပါပဲဒါပေမဲ့အဲ့ဒီအဆင့်ကိုကျော်တာနဲ့ထူးခြားတာတွေစတော့တာပဲဗျတာမန်အိမ်တွေလိုအုပ်စီမှာမဟုတ်ဘဲနဲ့တာယာတွေကိုစပြီးတော့စီကြတော့မယ်တာယာတွေကိုစီတဲ့အခါမှာလေပို့ပြီးတော့ခိုင်ခန့်အောင်လို့အုပ်စီတစ်လုံးမျိုးတစ်လုံးနဲ့တစ်လုံးလွှဲပြီးတော့စီရပါတယ်ဒါမှနေရန်ကထူထဲပြီးတော့ခန်းထိုင်ရှိတဲ့ခန်းတက်တစ်ခုလိုဖြစ်လာမှာပါနေရန်တွေမြင့်လာတာနဲ့အမျှအလောက်ကပိုခက်လာပါတယ်ဒီတော့မြေကြီးတည်ဖို့ကွန်ဗေယာဘတ်တွေပါသုံးပြီးတော့လုပ်ရတာပေါ့တကယ်ချင်းတို့ပဲစဉ်းစားကြည့်အိမ်တစ်လုံးလုံးကိုတာယာနဲ့ပတ်ဆောက်ထားတော့ပြတင်းပေါက်တွေတကားပေါက်တွေတက်ဖို့ကြတော့တစ်သားပေါင်တွေကိုကြိုထည့်ပြီးမှတာယာကိုဝိုက်ပြီးတော့စီရတာမျိုးလုပ်ရပါတယ်အမိုးပိုင်းကိုရောက်တော့လေတမယိုးကြမဟုတ်ပြန်ဘူးဗျအိမ်ကအဝိုင်းပုံစံဆိုတော့အမိုးကိုထောက်ပံ့ဖို့တန်ဗီဒီယိုကြီးတွေသုံးရပါတယ်ဒီအတန်ဗီဒီယိုတစ်ချောင်းကိုတင်ပေါင်1000ကျော်လေးတာဗျဒါတွေကိုကရိန်းနဲ့မှာပြီးတော့နေရာချရပါတယ်အမိုးရဲ့ရှော့ဆောက်ကို15ဒီဂရီတိတိလောက်ထားပါတယ်ဘာလို့လဲဆိုတော့နေအောင်ကြီးစွမ်းအင်သုံးဆိုလာပြားတွေတက်ဆင်ဖို့အကောင်းဆုံးဒီဂရီမို့လို့ပါပြီးတော့အမိုးရဲ့အလဲမှာ skylight လို့ခေါ်တဲ့မှန်အမိုးဖွင့်ပါတော့အိမ်ထဲမှာတဘာဝရဲ့အလင်းရောင်ကိုကောင်းကောင်းကိုရစေတာပေါ့နောက်ပြီးအိမ်ရဲ့အတွင်းပိုင်းအခန်းခန့်နေရန်တွေကိုကြတော့တာယာတွေမသုံးတော့ဘဲနဲ့စွန့်ဖြစ်အလူမီနီယံတန်မိုးခွန်လေးတွေဖန်ပလင်းခွန်လေးတွေကိုအင်္ဂလိပ်နဲ့ရောပြီးတော့စီကြပါတယ်ဒါကဘာအကျိုးထူးလဲဆိုတော့နေအောင်ထိုးလိုက်ရင်အဲ့ဒီပလင်းရောင်စုံလေးတွေကဖျားချောင်းကမှန်စီပကြီးကားတွေလိုလှပတဲ့အယောင်လေးတွေထွက်လာစေတာပါပဲအိမ်ပြီးသွားတဲ့အခါအပြင်ဘန်းကနေကြည့်လိုက်ရင်တာမန်အိမ်နဲ့မတူဘဲနဲ့ကုန်းမုံမို့လေးဖြစ်နေမယ်ဘာလို့လဲဆိုတော့အိမ်ရဲ့နောက်ဘက်ခြမ်းကိုမြေကြီးနဲ့ဖုံးအုပ်ထားလို့ပါဒါကအကြောင်းရှိတယ်ဗျကဘာမြေကြီးရဲ့အပူချိန်ကိုအသုံးပြုပြီးတော့အိမ်ကိုစောင်းထဲမှာနှွေးအောင်နှွေးရသည်မှာအေးအောင်တဘာဝအတိုင်းထိန်းညှိပေးနိုင်ဖို့ပါပဲဒီအိမ်ရဲ့အကောင်းဆုံးချက်ကတော့0ပေးပါပဲရေပုံးမိဖို့လုံးဝပေးစရာမလိုပါဘူးလျှက်စစ်ကိုအမိုးပေါ်ကဆိုလာကနေထုတ်မယ်ဘက်ထရီနဲ့တူလောင်ထားမယ်ရေကိုကြတော့မိုးရေလောင်ကန်ဂါလန်1000ဆန်းနဲ့ကန်ကြီးနဲ့ဆူထားမယ်သုံးမိသားရေတွေကိုလည်းအိမ်ထဲမှာစိုက်ထားတဲ့အပင်တွေကနေတဆင့်တဘာဝအတိုင်းပြန်လည်တန့်စင်ပြီးတော့ပြန်သုံးတဲ့စနစ်တွေပါဝင်ပါတယ်ဒါကြောင့်မြို့ပြရဲ့ရေပေးဝင်မှုလျှက်စစ်ပေးဝင်မှုလိုင်းတွေပြတ်တောက်သွားရင်တော့မှဒီအိမ်ကဘာမှမဖြစ်ဘဲနဲ့အေးဆေးနေလို့ရနိုင်မှာပါကုန်ကြစိတ်အနေနဲ့ကြည့်မယ်ဆိုရင်လည်းတာမန်ကတ်စတန်အိမ်တစ်လုံးဆောက်တာထက်ကို30%လောက်တက်တာတယ်လို့ဆိုပါတယ်ဒါတွေမကသေးပါဘူးနေထိုင်နေစဉ်ကာလတစ်လျှောက်လုံးမှာလည်းဘာဘဲလ်မှစောင့်စရာမလိုတော့တဲ့အတွက်ရေရှည်မှာအရန်ကိုတွက်ချေကြိုက်တဲ့အိမ်မျိုးပေါ့ကဲတကယ်ချင်းတို့အစားကတာယာအဟောင်းပုံကြီးကိုမြင်တော့အမိုက်လို့ထင်ခဲ့ကြပေမဲ့အခုလိုပြီးသွားတဲ့အခါမှာတော့တကယ်ကိုနေချင်းစရာကောင်းနေသဘာဝပတ်ဝန်းကျင်ကိုလည်းချစ်ရရောက်တဲ့အိမ်လေးတစ်လုံးဖြစ်သွားပါပြီအမိုက်ဆိုတာနေရာတကြားမရှိသေးတဲ့ရင်းမြစ်တစ်ခုပါပဲဆိုတဲ့စကားကိုဒီအိမ်လေးကတက်တည်ပြလိုက်တယ်လို့ပါပဲဗျ